မင်္ဂလာပါ TL494 password modulation control circuit ကိုကျွန်တော်ရှင်းပြမယ်เนาะTL494 IC ကိုသုံးပြီးတော့ကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့အခုလိုပေါ့ဗျာflip flop လေးကိုအရင်ရအောင်လုပ်လိုက်တယ် flip flop ကိုအရင်ရအောင်လုပ်တယ်ဆိုတော့သူ့ရဲ့ internet diagram မှာဟဲ့လားအစွန်နှစ်ခုက1 2နဲ့16 19เนาะ16 15မှာသူကအစွန်နှစ်ခုဟာair amplifier လေးတွေရှိတယ်အထွက်က3အဲ့ဒါကိုကျွန်တော်ကမသုံးကျင်တော့အပေါင်းကိုအနှုတ်ပေးထားတယ်အနှုတ်ဆိုတော့ ground ပေါ့เนาะအပေါင်းကို ground အနှုတ်ကိုအပေါင်းပေးတယ်အပေါင်းဘာပေးလဲဆိုတော့ reference DIC ကထွက်တယ်5 volt ကိုပေးတယ်เนาะ pin set လေးကနေပြီးတော့ဓာတ်ရိုက်အနှုတ်ဘက်ကိုပေးထားလိုက်တယ်เนาะအဲ့တော့သူ့အထွက်က0ဖြစ်နေတယ်เนาะB reference ကဘယ်လိုလောက်ထားလဲဆိုပင်ဆယ်လေးကနေပြီးတော့5 volt ထွက်တယ်အဲ့ဒါလေးကိုနေ့ကကျွန်တော်ပြထားเนาะ5 volt ထွက်တာအဲ့တော့စနစ်က power supply တကယ်တော့အပေါင်းပေးရတယ်เนาะအပေါင်းပေးထားတယ်အပေါင်း12 volt ပေးထားတယ်ကျွန်တော်အဲ့တော့အခုကျွန်တော်ကဒီ oscillator ကိုပဲအလုပ်လုပ်မယ် oscillator ကတော့လက်တွေ့မှာတော့ချိန်နှုန်းမြင့်အတွက်လုပ်ထားတယ်ကျွန်တော်ကအနည်းအတွက်ဆိုပြီးတော့ဒီမှာသုံးထားတယ်ပင်5က capacitor pin 6က resistor အဲ့မှာ 47k နဲ့15 microfarad ကိုသုံးတယ်เนาะအိမ်မှာရှိတဲ့ဟာပေါ့ဗျာရှိတဲ့သုံးလိုက်မှဒီ flip flop လေးကနှင်းလေးနဲ့မြင်ရမယ်เนาะအဲ့လိုလုပ်လိုက်တယ်ဒီဟာကိုနောက် reference ကနေပြီးတော့73နဲ့ဒီဟာလေးကိုသူ့ကိုကျွန်တော် reference ပေးရတယ်ပေးလိုက်တော့မှဒီကောင် push through topology နဲ့အလုပ်လုပ်တယ်နှမဆိုအပြိုင်သဘောမျိုးအလုပ်လုပ်တယ်เนาะpass ကကျူဆိုကျူကြီးပဲထွက်တယ်အခုကကျူနဲ့ကျူပါထွက်တယ်เนาะတလှည့်စီemitter ကဒီနှစ်ခုကိုပေါင်းလိုက်တယ်ပေါင်းပြီးတော့အနှုတ်ကိုပေးတယ်ဒီမှာ LED လေးတွေတက်တယ်ဒါပဲเนาะအဲ့ဒါလေးကိုအလုပ်လုပ်ပုံလုပ်ပြတာအဲ့မှာကျွန်တော်ကဘာတစ်ခုလုပ်လဲဆိုတော့သူ့ရဲ့ dead time control က pin 3ပေါ့ဗျာเนาะမဟုတ် pin 4 pin 4ကနေပြီးတော့သူက dead time control လုပ်တယ်အဲ့ control ကိုကျွန်တော်က ground ချလိုက်တယ်ဒါ pin လေးကို ground ချထားတာเนาะအပင်လေးကိုဖြုတ်လိုက်တော့ဒီမှာကြီးကျွန်တော်လက်နဲ့ကင်တော့ဒီလိုတွေဖြစ်တယ်เนาะတက်တိုင်း signal ပေါ့ဗျာဝင်တော့အဲ့လိုတွေဖြစ်တယ် ground ချထားရင်တက်တိုင်းအလုံးမလုံးဖ ೇನೆ flip flop အတိုင်းပေါ့ဗျာเนาะRC time constant တိုင်းအလုံးလုံးဒါလေးပါပဲ